မြန်မာပြည်ကနက်ဂရိုဘွားတွေရဲ့တာယာချက်ကနော်ပတ်စံအုပ်လိုက်ပြီးမဲ့လူတော့နော်ရက်ပြီးစောင့်နေရခြေတာနော်အဲ့လိုကိုခြေတာသူတို့အလောက်ကနော်ပတ်စံရတာကြမ်းလားမကြမ်းလားဆိုတော့နော်ပတ်စံသိမ့်ပြီးမဲ့လူတွေနဲ့ဘာတွေနဲ့နော်စင့်တွေမြင်လာတယ်ကဲကြည့်လိုက်ရအောင်ဂျာပိုင်နဂါလိုက်ရဲ့ချီအများတတဝါညာလီဂျမစီချမ်းသာစီလာကြစီအလုံးချွတ်ရဲ့ချီရမလီဒီနေ့တော့ဝတ်နေတယ်အေးကြနေပါစီမြေတာဖို့အောင်ပေးတာလို့ချီရှာလေအမေနဲ့အလူရာလာပြုကြမဆဲမောင်တော်နဲ့သူတော်စီရတဲ့ရောက်ရှာလေစီရပြောတာကစင်စင်ပြောင်းလေချက်မရဲ့ရှိလာပါလေအမေတို့ရဲ့မောင်တော်ဒီဗီဒီယိုကိုကြည့်ပြီးတော့နော်ဒါမြန်မာပြည်မှာငွေရတဲ့အလုပ်ဆိုလို့ဒါကျွန်တော်အနေနဲ့နော်ဒါနှစ်ခုပဲတွေ့တယ်ဒါပထမတစ်ခုကတော့ဒါကြားဖြတ်ငွေလိမ့်တာနောက်တစ်ခုကတော့နော်ဒါမြို့တိုင်းရွာတိုင်းတွေမှာနော်ဒါခဏတွေ့နေကြဖြစ်တယ်ဒါနဂရောပေါ့ဒါပေမဲ့နော်သူ့အလုပ်ကတော့ဒါကြားဖြတ်တော့ငွေမရဘူးဒါပေမဲ့ကြားဖြတ်တော့ပတ်စံသိမ့်မရပေမဲ့နော်သူ့ရဲ့အလုပ်ကဥပဒေနဲ့လွတ်တယ်တတရပဲဖမ်းမစည်းမှလည်းမကြောက်သေးဘူးအေးအေးပဲကြားဖြတ်တော့နော်ဒါသူ့ရဲ့လုပ်ငန်းဆူရှောဆူဖြစ်ဖို့အရေးကိုဒါဆိုင်ရပိုင်ရတွေကိုနော်ဒါခါရသေးတယ်သူကြတော့ဒါဥပဒေနဲ့လွတ်တော့ဘာမှမခါစရာမလိုဘူးအဲ့ဒီဆိုင်ရပိုင်ရဆိုတဲ့လူကြီးတွေကတော့နော်ဒါကင်ကန်ထိမှကြောက်လို့ဒါသူတို့ကိုဒါပြန်ပြီးတော့ဒါကြော့နေရနေတယ်ဒါလမ်းဘေးကကောစုံဆိုင်တော့နော်ဒါစီပင်အခွန်ဆိုပြီးတော့ဒါအခွန်တွေပါတွေဆောင်ရနေတယ်နော်သူတို့ကြတော့ဘာလုပ်ငန်းမှဒါပြစရာမလိုတော့ဘာခွန်မှလည်းဆောင်စရာမလိုဘူးဘာဆက်ကြီးမှလည်းပေးစရာမလိုဒါရတမပတ်စံတွေအကုန်လုံးအောင်နော်ဒါတပိတ်ဝင်အိမ်ဝင်ဒါအစ်စေးပဲအရင်အနည်းတွေနော်ဒါကြီးမမလဲဒါစိုက်ထုတ်စရာမလိုဘူးဒါ network နဲ့ဆိုပြီးတော့နော်ဒါခန္ဓာကလေးတုပ်ပေးလိုက်အရက်လေးမို့ပြီးတော့နော်ဒါဆိုင်ဝိုင်းအတိုင်းဒါလိုက်ပြီးတော့နော်ဒါကပေးလိုက်မယ်ဆိုရင်ဒါခင်ဗျားတို့မြင်နေရတဲ့အတိုင်းပဲနော်ဒါတကူလုံးကဒါပတ်စံတွေတီးနေတာပဲမြန်မာပြည်မှာနော်ဒါသူ့လောက်ဝင်ငွေကောင်းတဲ့အလုပ်ဘာလို့ရှိသေးလဲပြောကြပါဦးဒီအလုပ်တော့မကောင်းဘူးဆိုရင်တော့ဒါခင်ဗျားတို့ဘာအလုပ်မှမလုပ်စားကြနဲ့တော့ဒါပါပဲ